နော်အားလုံးမင်္ဂလာပါနော်တချို့လူတွေကနော်ကျမကိုလာမေးကြတယ်နော်ဘရိုနီကပွဲမလာတော့ဘူးလားနော်ပွာကျမတော့လာချပြရမှာပဲနော်သူများလာမေးတယ်ဆိုတော့ကျမလက်ဝဲဝါသနာစင်နော်ပြီးတဲ့အတိုင်းပဲမြန်မာနိုင်ငံလာတဲ့လက်ဝဲသမားဆိုမိကလေးဆိုနံပါတ်1ပဲနော်ဘရိုနီကတော့ဒီတစ်ခါလာလို့ရှိတော့နော်နိုင်ကိုနိုင်ရမယ်ကျမယုံကြည်တယ်ဘာဖြစ်လို့လဲအရီတော့တစ်ခါဆိုလို့ရှိရင်အရီတော့တစ်ခါဆိုလို့ရှိရင်သူပွဲမတက်ရတာကြာလို့နော်ပွဲမပြတ်လာတွေ့ရတာကြာလို့နော်ခုနလအတွေးထဲမှာရှိတယ်ဆိုတော့ဒါကတော့ပြီးတဲ့အတိုင်းပဲနော်အသက်လုံးလဲနင်းနေတော့ညံ့မယ်ဒီနော်ဒီတစ်ခါပြတ်လာပြီဆိုတော့ဘယ်လိုပြောမလဲအပြစ်ပြတ်လာမယ်ကျမအတွေ့အမြင်ထဲမှာဆိုရင်နော်ကျမယုံကြည်မှုလဲရှိတယ်သူ့ကိုယုံကြည်တယ်နော်မိကလေးပြဆိုဒရိုနီကဆိုလက်ဝဲတွေကဆိုနော်ကျမဟွာဘယ်လိုပြောမလဲအရာပဲကြိုက်တယ်နော်အဲ့ဒါတော့ဒီတစ်ခါပြလာလို့ရှိတော့အားလုံးသိတဲ့အတိုင်းပဲနိုင်ကိုနိုင်ရမယ်သူများယုံလားမယုံလားမသိဘူးကျမကတော့ယုံတယ်နော်ယုံကြည်မှုသူ့ပေါ်မှာအဲ့လောက်ကြီးယုံကြည်မှုရှိတယ်လက်ဝဲဝါသနာစီအားလုံးကိုကျမတောင်းဆိုကြည့်တယ်နော်ဒီထက်မကလည်းဘယ်လိုပြောမလဲလက်ဝဲသမားတို့နော်အားပေးကြပါနော်အပြုတ်လဲလာဆိုတော့ဒီထက်မကလည်းသူတို့လည်းအားရှိအောင်ပေါ့နော်โอเคနော်